အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်ကိုမေးထားတာကတော့စိုးရင်ပူပန်မှုနဲ့တွေ့တာမှုအကြောင်းလေးကိုနည်းနည်းရှင်းပြပါဆိုလို့ပေါ့နော်ဆိုတော့စိုးရင်ပူပန်မှုဆိုတာဘာလဲမွေးလာတော့ကတော့ဒီချက်လို့စိုးရင်ပူပန်မှုမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့လူမှုအတိုင်းဝိုင်းမိသားစုအတိုင်းဝိုင်းကနေတော့မှပူပန်တော့တင်ပေးလိုက်တယ်လို့ပဲကျတို့စိုးရင်ပူပန်လိုက်တော့ကြတယ်ပေါ့နော်ငွေကြီးနဲ့ပတ်သက်လို့ပူပန်မယ်မိသားစုအရေးတွေကိုပူပန်မယ်မိမိဘဝရဲ့အနာဂတ်တွေကိုပူပန်မယ်ဆိုပူပန်နေကြတာအဲ့ဒါကလည်းဘယ်ကနေဖြစ်တာလဲဆိုလို့ရှိရင်ကိုဖြစ်ပြီးသားတွေကိုအခုလက်ရှိမှာတွေးနေလိုက်တဲ့အခါမဖြစ်လာသေးတဲ့ဟာကိုပူပန်လို့ဒီလိုဖြစ်တော့မှာပဲဆိုကြိုတွေးတဲ့ဟာတွေကမိမိကိုပူပန်စေတယ်အဲ့လိုမိမိတို့ဒီမှာနေနေပြီးနဲ့ကိုယ့်ရဲ့အတွေးတွေကြောင့်လို့ကိုယ့်ရဲ့စိတ်ကလှုပ်ရှားသွားတယ်နှလုံးခုန်တာတွေညံသွားတယ်တင်းကျပ်မှုတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဒါကစိုးရိမ်ပူပန်မှုရဲ့တံတန်ပေါ့နော်အဲ့ဒါလိုဖြစ်လာပြီဆိုလို့ရှိရင်ဒီချေရဲ့ဒီဘီးမှာဖြစ်တည်မှုမှာအချမ်းမှုရှိလို့မဟုတ်တော့ဒါဆိုရင်ပူပန်မှုနဲ့ပတ်သက်တဲ့ဟာလေးကိုဒီနားလေးနဲ့ကြည့်နေဆိုလို့ရှိရင်ပေါ့နော်တခါတွေ့တာမှုဆိုတာပါလေတွေ့တာမှုဆိုတာမိမိကနေခြိလိုက်တာမျိုးသူမရှိရင်ငါမဖြစ်တော့ဘူးလူတယောက်ပေါ်မှာလည်းသူမရှိရင်မဖြစ်တော့ဘူးဝင်မရှိရင်ဖြစ်တော့အိမ်မရှိရင်ဖြစ်တော့ဘူးဆိုတာတွေ့တာလိုက်တာပဲအဲ့တွေ့တာမှုကြောင့်မလို့လေသူကဖီးယားရဲ့ကြောင့်မလို့တွေ့တာလားဘာဖြစ်လို့လဲဆိုရင်ဒီလူတယောက်ကကိုယ်နားမှာမနေလို့ရှိရင်ငါဘဝဘာဖြစ်သွားမလဲဒါကြောင့်မို့ဒီလူတယောက်မရှိလို့မဖြစ်ဘူးဆိုတော့လူရတွေ့တာလိုက်ကြတာစိုးရင်ပူပန်မှုရဲ့ကြောက်ရွံ့စိတ်ရဲ့တွေ့တာမှုရဲ့တန်တရားလေးနေတတ်တယ်အဲ့ဒီမှာကိုကနေအောင်မှာတွေ့တာမှုပေါ်မှာလေအော်နောက်နှစ်မှာဒါငါများမရှိခဲ့ဘူးဆိုပူပန်မှုထည့်လိုက်တာမျိုးနော်အဲ့လိုဆိုတော့လူတယောက်ကဒီမှာတော့လူတယောက်ပဲဒါပေမဲ့တွေ့တာလိုက်တဲ့အခါမှာကိုမဟုတ်တဲ့အပေါ်မှာဒါမရှိမဖြစ်ဘူးဆိုတွေ့တာလိုက်တာအဲ့တော့မရှိရင်မဖြစ်ဘူးတဲ့စကားလိုက်ကြောက်မလို့တွေ့တာမိသွားတယ်အဲ့ဒီခါမှာတွေ့တာတဲ့အရာကကိုယ်စီမှာမရှိခဲ့ရင်ရောဆိုရဲဆိုရင်ကြောက်မှုပါဆိုရင်ပူပန်မှုပါလေမိမိတွေ့တာထားတဲ့အရာကမိမှာမရှိရင်ရောဆိုရဲပူပန်မှုကတခါဖီးယားတွေဝင်လာတယ်ဆိုတော့ဒီသုံးခုကဆိုရင်ကြောက်မှုရဲ့တွေ့တာမှုရဲ့ဖီးယားရဲ့တန်တရားလင်းနေတတ်တယ်အဲ့ဒါလေးကိုပဲတတိရှိလိုက်ပါတတိရှိတဲ့ခါကြလို့ရှိရင်တော့ဖမ်းမိလိုက်တဲ့ခါကြလို့ရှိရင်အော်ဒီလိုကြောင့်မို့ငါဒီလိုလုပ်ပါလားလို့သိလိုက်တဲ့အခါမှာအေးချမ်းမှုလေးကဖြစ်ပေါ်လာတတ်တယ်ပေါ့နော်အဲဆိုရင်ပူပန်မှုနဲ့တွေ့တာမှုနဲ့ပတ်သက်လို့ရှိရင်ဆိုရင်ပူပန်တာလည်းမိမိအတွေးချောင်ဖြစ်တာကြောင့်မလို့အတွေးမိမိကမိမိလို့ခွဲခြားလို့ရတာပေါ့နော်ဒါကြောင့်မိမိအတွေးဒီမိမိမဟုတ်ပါမိမိရဲ့ဆိုရင်ပူပန်မှုဒီမိမိမဟုတ်ပါမိမိရဲ့တွေ့တာမှုတွေလည်းမိမိမဟုတ်ပါဆိုမှခွဲခြားစိတ်ပြပြီးမှကိုကမိမိပေါ့နော်ဒါလို့ခွဲလိုက်တဲ့အခါကျရင်မိမိရဲ့တွေ့တာမှုကိုလှမ်းကြည့်တဲ့လူဖြစ်နိုင်တယ်မိမိရဲ့ဆိုရင်ပူပန်မှုကိုစောင့်ကြည့်တဲ့လူဖြစ်နိုင်တယ်မိမိရဲ့အတွေးတွေကိုစောင့်ကြည့်တဲ့လူဖြစ်လာတဲ့အခါကျလို့ရှိရင်ဒီဆိုရင်ပူပန်မှုတွေတွေ့တာမှုတွေတဖြည်းဖြည်းနဲ့ရောပါလာပြီးတော့မှအေးချမ်းတဲ့လူကြောက်ဖြစ်လာပါတယ်လို့ပြောရင်းနဲ့မှညီလုံးချုပ်ပါတယ်